What's up guys? Welcome to my channel from Street to Skies of Anthony Almond. အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကြည့်ရှုနေတဲ့ mix ဆွေတငယ်ချင်းများအားလုံးကိုကျွန်တော်ရဲ့တိုက်ခန်းအယောင်လေးနဲ့ကျွန်တော် mix up ပေးချင်ပါတယ်ဒါတော့ကျွန်တော်တိုက်ခန်းရှေ့က1ပေါက်လေးပေါ့နော်တန်တကားလေးတတ်ထားပါတယ်ပြီးဟိုပေါ့စကားလေးနဲ့တေချာလေးဟိုပေါ့ပိတ်ထားပါတယ်ပြီးဒါတော့တိုက်ခန်းရဲ့ရှေ့ဘက်တန်ပန်းဖြစ်ပါတယ်ဆိုတန်ပန်းလည်းကျွန်တော်အကောင်းစားလေးအသစ်တတ်ထားပေးတာပါပြီးဒါကျွေပြခင်းထားတာပါပြီးဒါတို့ရှေ့ဘက်ဟိုပေါ့တန်ပန်းလေးဖြစ်ပါတယ်ပြီးတိုက်ခန်းအထဲကိုတစ်ချက်လောက်ဝင်ကြည့်အောင်အထဲမှာဆိုတော့လုံးဝပါကီ share လေးခင်းထားပေးတာပါပါကီအကောင်းစားခင်းထားတာပါပြီးမီးလုံးတွေဆိုတော့ကျွန်တော်အသစ်ပြန်ချက်ပေးတာပါပြီးတိုက်ခန်းရဲ့ဒီပြတင်းပေါက်အတွင်းဖက်အားလုံးကိုတန်ပန်းတတ်ထားတာပါလုံးဝ for your safety and for your security ဒါတော့လုံးဝရှေ့ပါတန်ပန်းလေးအားလုံးကိုတင်ချတတ်ထားပါတယ်ပြီးအိတ်ခန်းလေးတစ်ခန်းပါပါတယ်ဆိုတော့အိတ်ခန်းလေးတစ်ချက်လောက်လိုက်ကြည့်အောင်ဆိုအိတ်ခန်းလေးဆိုအနည်းဆုံးဟိုပါပေါ့3ယောက်လောက်2ယောက်3ယောက်4ယောက်လောက်တော့နေလို့ရပါတယ်4ယောက်လောက်တော့အိတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီဟာလေးလည်းလုံးဝအိတ်ခန်းလေးဆိုလည်းကျွန်တော် share လုပ်ထားတာပါဟုတ်ကဲ့ဒါတို့kitchen ပေါ့နော်မီးဖိုချောင်လေးတစ်ချက်လောက်ကြည့်အောင်မီးဖိုချောင်ဆိုလည်းလုံးဝကြွေပြားခင်းထားတာပါပြီးရင်တော့ဟိုပါပေါ့နော်ဒီမှာဆိုလည်း away show set သုံးချင်တဲ့ဟိုပါပေါ့သူများတော့ ready away show set ဝေလာပြီးမှဒီမှာတစ်ခါလေးတက်လိုက်ရုံပဲ ready လုပ်ထားဖြစ်ပါတယ်ဒါ basic လေးပေါ့နော်ပြီးရင်တော့ရေချိုးခန်းပေါ့နော်ဒါရေချိုးခန်းဆိုလည်းကြွေပြားကတ်ထားတာပါကြွေပြားခင်းထားတာပါရေချိုးခန်းလေး share ပါပဲเนาะပြီးတော့အိမ်သားဆိုလည်းလုံးဝပိုထိုင်ပါပဲပိုထိုင်ဆိုလည်းလုံးဝအကောင်းစားထက် UK standard လုံးဝပိုထိုင်ကိုကျွန်တော်တတ်ထားတာပါ UK standard ပိုထိုင်ပေါ့เนาะပြီးကြွေပြားခင်းထားတယ်ကြွေပြားကတ်ထားတယ်တတ်ရှင်းရှင်းလေးပါပဲအားလုံးဒီမှာဒီဗီဒီယိုမှာမြင်ရတဲ့အတိုင်းပေါ့เนาะပြီးနောက်ဖက်ဆိုလည်းတန်ပန်းလေးပါပါတယ်ဆိုတန်ပန်းဆိုလည်းလုံးဝ share လေးဟိုကလုံးဝတန်ပန်းကောင်းစားလေးကျွန်တော်တတ်ထားပါတယ်နောက်ဖက်မှာဟိုပေါ့ဒီဖက်နောက်ဖက်ကနေဆိုဒီဖက်နေရာလေးဆိုလည်းတတ်ရှင်းရှင်းပါပဲလုံးဝအရန်တော့ quiet ဖြစ်တယ်ဆိုတော့အရန်တော့တန်နဲ့တိုက်ခန်းဖြစ်ပါတယ်ဆိုတော့ဒီတိုက်ခန်းရဲ့အကျယ်ဝက်နဲ့ပတ်သက်လို့ပြောပြချင်ပါတယ်ဒီတိုက်ခန်းရဲ့အကျယ်ဝက်ကတော့12ပေခွဲပေ50ဖြစ်ပါတယ်ဆိုတော့အရန်ကျယ်တဲ့တိုက်ခန်းလေးပေါ့ပြီးဒီတိုက်ခန်းနဲ့ပတ်သက်ပြီးစာရွက်စာတမ်းနဲ့ပတ်သက်လို့ရှိရင်တော့စာရွက်စာတမ်းတော့တရားဝင်ပုံစံဖြစ်ပါတယ်ဆိုတော့တရားဝင်ပုံစံဖြစ်တယ်ပြီးကိုပိုင်မီတာပါတယ်ကိုပိုင်ရေမိုတာပါတယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းတိုက်ခန်းနေဆိုလို့ရှိရင် contract တိုက်တွေဆိုလို့ရှိရင်စောက်တာတွေကဒီစောက်လို့ပေါ့ line စီမကြသေးပဲနဲ့ပြီးတိတ်ရှင်းရှင်းလေးမရှိတဲ့နေရာသူတို့စောက်လိုက်တဲ့အတွက်ကြောင့်တိုက်ခန်းတွေကဈေးပိုးမယ်ဈေးချုံမယ်ပေါ့နော်ဒါပေမဲ့မီတာ box တစ်ခုပဲဟိုပေါ့တိုက်ခန်းအခန်းလုံးဟိုပေါ့လင်းဟိုပေါ့ဆေးအခန်းဆေးခန်းလောက်ကမျှပြီးသုံးနေကြဆိုတော့ aircon လည်းသုံးလို့မရဘူးဟိုပေါ့အဲ့လိုမျိုးဝှက်ရှုဆက်လည်းသုံးလို့မရဘူးဒီပြဿနာဒီတိုက်ခန်းမှာလုံးဝမရှိဘူးကိုပိုင်မီတာကိုပိုင်ရေမိုတာဖြစ်တဲ့အတွက်ကြောင့်လုံးဝ ACC aircon အကုန်ဝှက်ရှုဆက်သုံးလို့ရမှာဖြစ်ပါတယ်ပြီးဒီတိုက်ခန်းရဲ့ဟိုပေါ့ location ဒီနေရာတော့တီရီမြိုင်10လမ်း73ရပ်ကွက်လှိုင်မြို့နယ်မှာရှိပါတယ်ဆိုတော့ဒီပတ်ဝန်းကျင်ဆိုလည်းလုံးဝ quiet ဖြစ်တယ်ပြီးအရန်ဆူဆူညံ့ညံ့မဖြစ်ဘူးလုံးဝနေလို့အရန်ကောင်းတယ်လမ်းနဲ့ကျဲတယ်ကားလည်းရက်လို့ရတယ်ပေါ့နော်ဒီအောက်မှာကျွန်တော်ရိုက်ပြလိုက်ဒီဒါတို့ကားလမ်းဖြစ်ပါတယ်လမ်းလည်းအရန်ကျဲပါတယ်ပြီးလုံးဝအခုအားလုံးဟိုပါပေါ့မြင်ရတဲ့အတိုင်းကြားရတဲ့အတိုင်းလည်းလုံးဝ quiet ဖြစ်တယ်ဆူဆူညံ့ညံ့မရှိဘူးဆိုတော့ဟိုပေါ့AIA ကြောင်းလေးနဲ့ဟိုပါပေါ့နော်2026မှာတိုက်ခန်းအခန်းတက်လေးနဲ့ကျဲဝန်းလေးနဲ့နေချင်းနဲ့မိတ်ဆွေများအတွက်အထူးတင့်တော်တဲ့တိုက်ခန်းဖြစ်ပါတယ်ဆိုတော့ဒီတိုက်ခန်းရဲ့ဈေးနှုန်းလေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီတိုက်ခန်းကိုကျွန်တော်က3250ညှိနှိုင်းနဲ့ခေါ်ထားတာဖြစ်ပါတယ်ဆိုတော့3250ပေါ့နော်ဆိုတော့ဒီတိုက်ခန်းလေးကိုစိတ်ဝင်စားပြီးလာကြည့်ချင်တယ်ဆိုရင်လာကြည့်ချင်တဲ့အဝေများအနေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့399456336615ကိုဆက်တွေ့လာပါ399456336615ကိုဆက်တွေ့ပါ15မိနစ်လောက်ကြိုဆက်ရင်လည်းကျွန်တော်လာကြည့်ဟိုလာကြည့်ချင်တယ်ဆိုရင်ကျွန်တော်အချိန်မရွေးလာပြီးမှချက်ချင်းလာပြပေးလို့ရပါတယ်နော်လာကြည့်လို့ရတယ်ပြီးအားပေးကြပါပေါ့နော်ဝေပေးကြပါပြီးရင်တော့အကျိုးဆောင်များအနေနဲ့လည်းဟိုပါပေါ့နော်ဆက်တွေ့လို့ရပါတယ်အဝေးရှိခိုးလာခဲ့ပါအယောင်းဝယ်ဖြစ်သွားလို့ရှိရင်ကျွန်တော်2% ပေးပါမယ်လုံးဝ2% အပြည့်ပေးပါမယ်နော်ဆိုတော့အားလုံးကိုကျွန်တော်ဆက်တွေ့ပြီးမှဒီတိုက်ခန်းလေးကိုလာရောက်ကြည့်ရှုဝေပေးကြပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်
ကျွန်တော်အယောင်အမြန်လေးထောင်ကူညီပေးကြပါအောင်မိတ်ဆွေများအားလုံး thank you bye bye